Naruto ဇာတ်လမ်းထဲမှာ Top 3 ကြောက်ဖို့ကောင်းတဲ့ Ninja တိုက်ပွဲတွေအကြောင်းယနေ့ဗီဒီယိုထဲမှာကြည့်မယ်။ Number 3မှာရှိတဲ့တိုက်ပွဲကတော့ Kidomaru ဆိုတဲ့ Ninja နဲ့ Neji တို့ရဲ့တိုက်ပွဲရှိတယ်။ Sasuke ကိုရွာကနေပြန်ခေါ်လာတဲ့ mission မှာ Neji ကိုအထူးတာဝန်ခံအနေနဲ့ leadership mission ခေါင်းဆောင်အဖြစ်ပေးရခြင်းကိုခံရတယ်။အတန်ရွာကလာတဲ့ Kidomaru ဆိုတဲ့ Ninja နဲ့ Neji တိုက်ပွဲချမ်းတဲ့ဖြစ်ခဲ့မယ်။ Neji ရဲ့အင်အားပြည့်ဝကိုဒီချာကမ်းမှာကျွန်တော်တို့ကိုချပြထားတဲ့ potential အပြည့်ကျွန်တော်တို့လည်းကောင်းကောင်းမြင်တွေ့ခဲ့ရတယ်။ဒီချာကမ်းမှာ Neji တယောက်ပဲဘယ်သူကူညီမှမယူဘဲနဲ့သူတယောက်တည်းအတန်ရွာ Ninja နဲ့ချခဲ့မယ်။ Kidomaru ကိုလည်း Neji ကအဲ့ဒီတိုက်ပွဲမှာနိုင်သွားရင်တော့ Neji လည်းတော်တော်အဲ့ချာကမ်းမှာတိတ်လို့မတဲပြင်မှန်းခဲ့တယ်။ Number 2မှာရှိတဲ့တိုက်ပွဲက Rock Lee နဲ့ Kimimaru ဆိုတဲ့ Ninja ရဲ့ချာကမ်းရှိတယ်။ Kimimaru ဆိုတဲ့ Ninja က Keigen power ရှိတယ်။မွေးရပါပါတဲ့ mission Ninja တယောက်ဖြစ်တယ်။ Rock Lee က Gaara နဲ့ Junin အစမ်းမှာချပြီးခဲ့တဲ့ကသူပြန်ပြီး Ninja ကောင်းအဖြစ်လှုပ်ဆောင်လို့မရတော့ဘူးလို့စင်း Ninja ပွဲရတာတဲ့ Tsunade ကိုတိုင်းပြောခဲ့မယ်။ဒါပေမဲ့သူတို့ပြောတဲ့စကားတွေအလွဲတဆွေဖြစ်အောင်ဆိုပြီးတော့ Rock Lee ကရဲဒပလင်းကိုကင်မော့ပြီးတော့ခြာဝဲဆိုတာဒီယာမအစ်စ်မှန်ဆိုတဲ့ဟာကိုပြခဲ့မယ် Rock Lee အဲ့ဒီနေရာမှာနောက်ဆုံး Number 1နေရာမှာရှိတာကတော့ Obito တို့နဲ့ Conan တို့ရဲ့ခြာကမ်းကိုကြည့်မယ်။ Obito ဘသူ့မှလက်နဲ့တောင်ထိလို့မရဘူးလို့ Obito ကိုလူတိုင်းထိနေကြတဲ့အချိန်မှာ Conan ကပြည့်စုံတဲ့1006 ninjutsu စကုပုံဇာတ်တိုက်တောင်းနှချီပောက်ကွဲတဲ့ပုံစံနဲ့ Jutsu တစ်မျိုးနဲ့ Obito ကိုတေလူနီပါမတက်ပြအောင်လုပ်ခဲ့မယ်။ Obito ဒါ Sharingan ability တစ်မျိုးဖြစ်တဲ့ Izanagi နဲ့ဒါပြန်မလာခဲ့ဘူးဆိုရင် Conan ကိုသူတက်လို့ရမှာမဟုတ်ဘူး။ Obito လည်းအဲ့နေရာမှာတေသွားမှာ။ Obito Izanagi နဲ့ပြန်လာနိုင်ခဲ့လို့ Conan ကိုအဲ့နေရာမှာနိုင်သွားခဲ့တာ။မောလိုက်တာ fuck